တာမမွေထားပြီးမြဲချို့တဲ့ကလေးတရားရှိယောက်ကိုရှင်ပြုပေးခဲ့တဲ့မြတ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြတ်သူကတော့MRTV4မင်းသမီးဘွားကနေအိမ်အောင်ကြကံကောင်းခဲ့ကအခုဆိုတာရတဲ့ဘွားလေးရရှိနေပါပြီအိမ်အောင်မကြခင်တုန်းကသူကိုယ်တိုင်ကအစဉ်ပြေချမ်းသာပြည့်စုံတဲ့မိသားစုကမဟုတ်လို့ရုန်းကန်ခဲ့ရတဲ့အခက်အခဲများပါတယ်အခုဆိုရင်တော့စီးပွားရေးလုပ်ငန်းရှင်ကိုလက်ထပ်လို့ငွေကြေးပြည့်စုံတဲ့အပြင်စိတ်လဲချမ်းသာအောင်ထားပေးကအလိုလိုက်အခြေခံရတာပါမြတ်သူတို့ကပြည့်စုံတဲ့ဘဝဆိုပေမဲ့သားသမီးမယူပါဘူးအိမ်အောင်သက်ကြပြီးဆိုပေမဲ့လည်းသားသမီးမယူပဲစီးပွားရေးအလုပ်သားစောက်ချလုပ်ကိုင်းတာပါကိုမွေးထားတဲ့သားသမီးအရင်မရှိတဲ့အတွက်မြတ်သူတို့ကသူတို့ရှာသမျှငွေကိုအလိုအတန်းအတွက်သာရရောစွာသုံးတာဖြစ်ပါတယ်ဒါအရင်မရှိတဲ့အတွက်သူတို့ဇနီးမောင်နှံရဲ့ပထမဆုံးရှင်ပြုအလူကိုချို့တဲ့ကလေးတွေကိုအလိုအတန်းပြုခဲ့တာဖြစ်ပါတယ်တကြံနှစ်သက်ကိုအလိုအနေနဲ့ချို့တဲ့မိသားစုကမောင်ရင်လေး108ယောက်ကိုရှင်ပြုပေးခဲ့တာဖြစ်ပါတယ်ရှင်လောင်း108ပါးရဲ့အမေဖြစ်ခွင့်ရခဲ့လို့မြတ်သူကိုယ်တိုင်ကလည်းအရန်ကိုပျော်ရွှင်နေတာပါမောင်ရင်လောင်းလေးတွေကိုကိုရင်ဝတ်တဲ့အချိန်လိုအပ်ချက်တွေအားလုံးကိုလည်းမြတ်သူကပဲထောက်ပံ့ပေးတာဖြစ်ပါတယ်နှစ်သက်ကိုအလုံးမှာအခုလိုလှူခွင့်ရတာမို့မြတ်သူဆိုရင်အလုထရကမာကြီးဖြစ်ခွင့်ရတာကိုကျေနပ်မဆုံးဖြစ်နေတာပါသူတို့တာမမွေထားပြီးမြင်လိုအပ်တဲ့မိသားစုကသားလေးတွေကိုအခုလိုပဲရှင်ပြုပေးနိုင်ဖို့လဲဆက်လက်စူးစမ်းသွားအောင်ပါတကယ်တော့မြတ်သူနဲ့ခင်မွန်ဖြစ်သူတို့ကဘာသာတူကြသူတွေမဟုတ်ပါဘူးခင်မောဖြစ်သူကခရစ်ယာန်ဘာသာဝင်ဖြစ်ကမြတ်သူကတော့ဗုဒ္ဓဘာသာကိုကိုးကွယ်တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကြားမှာပြဿနာမရှိပဲမြတ်သူအလိုလုပ်ချင်သမျှလည်းခင်မောကတတ်နိုင်သမျှအကုန်လိုက်ရောပေးတာဖြစ်ပါတယ်။အလိုဒါနတွေအတူပြုကပါရမီဖြည့်ဘက်အဖြစ်ရှိပေးတာဖြစ်ပါတယ်။အစားအစာအရာရာနားလည်ပြီးတဲ့ခင်မောမျိုးကိုပိုင်ဆိုင်ထားလို့မြတ်သူကိုကံကောင်းတယ်လို့ဆိုကြတာဖြစ်ပါတယ်။မြတ်သူတို့ကသူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုလည်းဝန်ထမ်းတွေကိုအမွေပေးဖို့လှုပ်ထားတာပါ။လက်ရှိမှာမြတ်သူဖွင့်လှစ်ထားတဲ့စိန်ဆိုင်မှာလုပ်နေတဲ့ဝန်ထမ်းတွေကသူတို့အတွက်အကြည့်ပေးဆုံးဝန်ထမ်းကိုသာအမွေကိုခွဲပေးမှာဖြစ်ပါတယ်။ဘယ်တယောက်ကိုပေးရမလဲဆိုတာမသိကြသေးပေမဲ့သူတို့အပေါ်တိတက်ကပြီးမှအကြဆုံးနေပေးနိုင်သူကိုသာပေးသွားမှာဖြစ်ပါတယ်။မြတ်သူကအိမ်အောင်ကြပြီးမှစီးပွားရေးလုပ်ငန်းရှင်လိုက်ဖြစ်လာခဲ့ပါပြီ။မြတ်သူလုပ်ချင်တဲ့စီးပွားရေးလုပ်ငန်းတိုင်းကိုခင်မွန်ဖြစ်သူကတေချာထောက်ပံ့ပေးတာကြောင့်ပါ။အခုဆိုရင်မြတ်သူကအခြေလုပ်ငန်းလေးဦးစီးနေတဲ့အပြင်စိန်ဆိုင်လုပ်ငန်းကိုလည်းပို့ပြီးရောက်အောင်လုပ်နေတာပါ။ဒါအပြင်အနုပညာအလုပ်တွေလည်းပြန်စူးစမ်းကရိုက်ကူးနေပါပြီ။အရင်ကလိုမဟုတ်တော့ပဲဇလန်ကောင်းတွေကိုတေချာစီစစ်ရွေးချယ်ကတရုပ်ဆောင်သွားမှာပါ။တကယ်လို့မြတ်သူထုတ်ရိုက်ခြင်းတဲ့ဇလန်ဆိုရင်လည်းခင်မွန်ကထုတ်ရိုက်ပေးဖို့ငွေအင်အားတတ်နိုင်ပါတယ်။ဒါပေမဲ့မြတ်သူကတော့သူ့ရည်ချင်းကိုကြိုက်လို့လာကမ်းလန်းတာမျိုးကိုသာလိုချင်တာပါ။ဒါကြောင့်မို့ကမ်းလန်းတဲ့ရုပ်ရှင်တွေကိုသာဦးစားပေးရိုက်ကူးနေတာဖြစ်ပါတယ်။မြတ်သူကဂျာညိုကာရိုက်တာနဲ့ပရိသတ်တွေရဲ့အတိမတ်ပြုခံလာရကနောက်ထပ်ထူးဆန်းတဲ့ item တွေကိုလည်းမျှော်လင့်နေကြတာပါ။ဒါအပြင်အနုပညာရှင်တိုင်းရဲ့မျှော်လင့်ချက်ဖြစ်တဲ့ Academy ဆုကြီးအတွက်လည်းမြတ်သူကအများကြီးစူးစမ်းရအောင်ပါ။အခုဆိုရင် MRTV4 မင်းသမီးတွေကသာတယောက်ပြီးတယောက် Academy တွေအရယူနေကြတာပါ။သူတို့တွေကဆိုရင်မေမြင့်မို့ချူလေးတို့က Academy ဆုတွေရရှိသွားပြီဖြစ်ကနောက်ထပ်မီကိုကလည်းရဖို့ခြေလမ်းပြင်းနေပါပြီ။မြတ်သူကလည်းနောက်ကနေအမိလိုက်နိုင်မလားဆိုတာကတော့စောင့်ကြည့်ကြရမှာပါ။မောင်ရင်လောင်း108ပါအတွက်အလှတရကဖြစ်ခဲ့ကြတဲ့မြတ်သူအပေါ်ပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းကောမမှာပြပြပေးခဲ့ကြပါအောင်ရှင်။